ဘဝရဲ့ချိုးခွေမှာတေခွဲလဲကွဲခဲ့ရဘူးတာမို့ဒီတခါတော့ရှင်ခွဲထပ်မကွဲပြရစီနဲ့ဖေဟာထွက်မသွားစေခြင်းဘူးမထားခဲ့စေခြင်းဘူးရှီမန်းချက်တွေအိမ်မက်တွေနဲ့အသက်ဆက်နေသူတဦးမှုဒီအရာတွေတော့ပြေဝခြင်းနဲ့တကယ်မြန်လို့မိတိုင်းတေခွဲသစ္စာဖောက်ခံရခြင်းအလိညာတွေနဲ့ကြုံတွေ့ခဲ့ရမှုဒီတခါတော့ရှင်ခွဲထပ်မကွဲရဘူးအရှင်းနဲ့ထံပါနာညီပြရစီဘာမှမရရင်နေပါချစ်ချင်းမြတ်တာရရင်ဒီတန်တရားအတွက်ပြည့်စုံလုံလောက်ပါပြီတန်တရားဆက်ဆက်ကဝေကြီးဆိုလဲဆက်တင်သမျှဆက်ခဲ့ပြီးမို့ကြေလောက်ပြီးထင်ပါတယ်ဒီတခါထပ်ပြီးရှင်ခွဲမကွဲပြရစီနဲ့ဖေဟာဒီဘော့တရင်ကမှရှင်ခွဲထက်ကွဲရရင်ခံနိုင်ရမရှိတော့တာမို့အဆုံးစွန်ထိသွားဖို့စုံဖြတ်ထားတာကြောင့်ပါစင်ငယ်ဖားသားတယောက်ရဲ့တွဲမိချိန်မှာကလေးရဲ့မြူတွေဖြစ်မခံနိုင်လို့လမ်းခွဲမိတာကြောင့်အဲ့ဒီလူရဲ့ချိန်စာထိတာဆိုရင်ချိန်စာပြည့်တင်ပါပြီဖေဟာတယောက်တည်းရထီသွားရတော့မှသိကြရင်အဆုံးမစင်ရင်မီသင်ငန်းလူမိတ်သူတာဥပါစီတော့ဒီခန္ဓာဒီတန်တရားမှာပူလောင်လွန်းလာပါပြီဖေဟာတေခွဲတုံးကကြိတ်ပြီးပူလောင်ခဲ့ရပြီးမို့ရှင်ခွဲမှလည်းကြိတ်ပြီးခံစားရမယ်ဆိုရင်တပည့်တော်မရဲ့ဇီဝင်ခြုံငိမ့်ခွင့်ပေးပါဖေဟာမမြင်အတော့ပုဂ္ဂိုလ်တို့ကလာခေါ်ပါစီတော့အိမ်မက်တွေတဲ့အခါကညှင်းဆန်ပေးမယ်လေဒီတခါတော့တကယ်လိုက်သွားခွင့်ပြုပါဖေဟာမရှင်တန်ရှင်တော့ပါဘူးတပည့်တော်မအရှင်ဖေဟာရဲ့တရားဓမ္မများနဲ့လေမဆန့်ကျင်လို့ကြောင်းပါဖေဟာဆန့်ကျင်မိတဲ့အခါအပယ်ပုံတို့လေကားမလို့ပဲဆင်းရတော့မှာပါဖေဟာတကယ်သာရှင်ခွဲထက်ကွဲရရင်မြေကြစရာမျက်ရည်များခန်းချောက်၍ခံနာချုပ်ငိမ့်ပါတော့မယ်ရှင်ခွဲဖြစ်ခဲ့ရပြီလို့အားလုံးကိုငိုပြီးပြောခဲ့တော့ဘသူကမှမယုံကြဘူးချစ်ရဲ့သူတို့ကလေကိုလို့ပြောလိုက်တာနဲ့မင်းကိုပါတွဲမိနေကြတော့သူတို့မယုံဘူးရည်နေကြတယ်သူတို့မယုံကြသလိုကိုယ်တိုင်လည်းမယုံနိုင်ခဲ့ဘူးအချိန်ပြည့်တွေးနေခဲ့တာငါမှဘာများလိုအပ်ချက်ရှိခဲ့တယ်လဲပေါ့အဖြေရှာတွေ့ခဲ့ပါတယ်ကိုကမလှလို့ကိုကမရင်ကျက်လို့ကိုကကလေးဆန်လို့ကိုကတစွတ်တို့တစောက်ကန်းလေးမှုကိုမှရက်တည်နိုင်တဲ့အင်အားမရှိလို့ကိုနေထိုင်မှုပုံစံတွေကမင်းအတိုင်းဝိုင်းနဲ့မတူညီခဲ့လို့ကိုရဲ့ဇီဝဗေဒဆိုင်ရာချိုးယွင်းမှုတွေကြောင့်နောက်ပြီးကိုကအထက်တန်းအောင်မအောင်သေးတဲ့ရောင်ချာချာရောင်နှမ်းကောင်းမနေဖြစ်နေတယ်ဆိုတာတွေစတဲ့အရာတွေကကိုအတွက်ရှင်ခွဲဖြစ်စေဖို့တစ်စိတ်တစ်ပိုင်းပါဝင်နေခဲ့တာကိုကွဲပြပြသိခဲ့ရတယ်အရာအလုံးကိုလွတ်လွတ်ရမယ်ဆိုတဲ့အချိန်တန်တော့လဲဒီဘဝဒီခန္ဓာမှာကိုချုပ်ငိမ့်ဖို့တင်ကြောင်းမှာတွင်သိလိုက်ရတယ်ကိုမရှိတော့တဲ့ကဘာမှာအစဉ်ပြေနေဆိုတာသိတာမို့ဘာမှမပြောလို့တော့ပါဘူးရဲ့ချစ်တယ်နော်တေခွဲရောရှင်ခွဲပါကိုမုန်းနေအချစ်လေးရေနောင်တန်တရားမှာလူပြန်ဖြစ်ခဲ့ရင်တဘဝတခန္ဓာမှာတဦးတယောက်တည်းနဲ့ပဲတက်ဆုံးတိုင်ပြရစီလို့အခုတန်တရားနေစပြီးဆူတောင်းမယ်ရှင်ခွဲရတော့အကျိုးပဲစာတို့ပေးစားများ